အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ပတ်အတွင်းကမ္ဘာဗြိတိန်နိုင်ငံရေးစက်ကုန်ပေါ်မှာထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ရွေးတွေပြိုင်နေတဲ့ဖြစ်ပေါ်လာနေပါတယ်ဒါတွေကတိုက်ဆိုင်မှုလားဒါမှမဟုတ်နောက်ွယ်ကကျိုးကင်သူရှိနေတဲ့ master plan လားဆိုတာစဉ်းစားစရာပါတရုတ်သမ္မတစီကျင်းဖြစ်ဟာဒေါ်နယ်ထရန့်နဲ့ဘေကျင်းမှာတွေ့ဆုံပြီးတပတ်တော်မပြည့်ခင်ပါပဲရုရှားသမ္မတပူတင်နဲ့ထပ်မံတွေ့ဆုံပြီးတော့ဒါ New Order လို့ခေါ်တဲ့ကမ္ဘာအခင်းကျင်းတဲ့အတွက်တန်နေထွက်လာဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူးခုပတ်မှာပဲဒါအမေရိကန်နဲ့အီရန်ကြားမှာအဓိကဂျာဝင်စစ်ဆက်ပေးနေတဲ့ပါကစ္စတန်စစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးအာဆင်မူနီယာဟာဘေကျင်းကိုတိတ်ဆိတ်ထပ်မံရောက်လာပြီးတော့ရှီကျင်းမြင့်နဲ့တွေ့ဆုံခဲ့ပါတယ်ဟုတ်ပါတယ်ဒါတွေအားလုံးကအစီအစဉ်တကျဆက်နေပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမှာကအမေရိကန်အီရန်ချင်းချင်းမှာဂျာဝင်ပေးနေတဲ့ပါကစ္စတန်ရဲ့နောက်ွယ်မှာတရုတ်ကဘလို့ပညာသားပါကစားနေလဲဆိုတဲ့ချက်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကရှေ့လေပိုင်းနဲ့နောက်အာရှဒေသမှာတရုတ်ရဲ့အခမ်းကဏ္ဍကဇီးပွားရေးလုပ်ဖို့တတ်ပဲဘေကျင်းကစီးရေးထိပ်တိုက်တွေ့ဆုံမှုတွေကိုရှောင်တယ်ယူအာရာပိုင်းဆွတ်ဖတ်မှုတွေကိုလည်းရှောင်တယ်ဂုံသွေးရေးရေကန်ဆောက်နဲ့ရေနံဝယ်ဖို့ပဲအာရုံစိုက်ခဲ့တာပါဒါကြောင့်လည်း BRI ပိုးလမ်းမစီမံကိန်းကတဆင့်တရုတ်ပါကစ္စတန်စီးပွားရေးစင်ကြံ CPEC ကိုတိစောက်ပြီးတော့ပါကစ္စတန်အီရန်ဆော်ဒီပြားတို့နဲ့စီးပွားရေးရခိုင်မာတဲ့ကွန်ရက်ကြီးတစ်ခုဖန်တီးခဲ့ပါတယ်ဒါပေမဲ့အခုခေတ်ရည်စည်းကြောင်းပြောင်းလာပြီးတော့တရုတ်ရဲ့စီးပွားရေးလွှမ်းမိုးမှုကခုခါမှာနိုင်ငံရေးနဲ့လုံခြုံရေးအရလွှမ်းမိုးမှုပုံစံကိုပြောင်းလာရွေးရှားဒေတာတစ်ခုလုံးမှာတရုတ်ရဲ့ဩစာကမတိမတာနဲ့အတော်လေးကိုကြီးမားလာတာတွေ့ရတယ်အခုလဲကြည့်ပါတာအမေရိကန်နဲ့အီရန်ကြားမှာပါကစ္စတန်ကဂျာဝင်စစ်ဆက်ဖို့ကြိုးပမ်းနေတဲ့နောက်ွယ်ကတိတ်တဆိတ်အာမခံပေးထားသူကတရုတ်နိုင်ငံဖြစ်နေပါတယ်အီရန်နိုင်ငံတီရီရဲ့မြို့ကနေပြန်လာတဲ့ပါကစ္စတန်စစ်ဒေနာပတိအာဆင်မူနီယာဟာဒါဝါရှင်တန်ကိုမသွားဘဲနဲ့ဘေကျင်းကိုတန်းသွားပါတယ်အီရန်ကအမေရိကန်ရဲ့ကတိကဝတ်တွေကိုလုံးဝမယုံဘူးဆိုတဲ့အကြောင်းရှီကျင်းဖြင့်ကိုသွားတင်ပြတဲ့သဘောပါဒီရွေးကိုကြည့်ရတာတရုတ်ရဲ့ဗြိတိန်နိုင်ငံရဲ့ဩစာကအဓိကအရင်းမြစ်၃ခုပေါ်မှာအခြေခံနေတာကိုတွေ့ရတယ်နံပါတ်1ဒါအီရန်ပေါ်စီးပွားရေးအကျွေးတဲ့ဂုံသွယ်ရေးလွှမ်းမိုးထားမှုနံပါတ်2ပါကစ္စတန်ပေါ်မဟာဗျူဟာမြောက်ထိန်းချုပ်ထားမှုနံပါတ်3အာရပ်ပင်လယ်ကွေ့နိုင်ငံတွေရဲ့တရုတ်ဘောကိုယုံကြည်လက်ခံမှုမြင့်မားလာခြင်းဒီချက်တွေကိုထင်ရှားတွေ့ရအမေရိကန်နဲ့မတူတဲ့အချက်ကတရုတ်ကဒါအီရန်ဆော်ဒီကာတာပါကစ္စတန်ဒါနောက်ဆုံးအစ္စရေးနဲ့ပါပြိုင်နေတဲ့စီးပွားရေးလုပ်လို့ရတဲ့နိုင်ငံဖြစ်နေတာပါဘေကျင်းရဲ့တာလမန်ရေးဟာယူအာရထက်လက်တွေ့ကျတဲ့စီးပွားရေးအကျိုးမြတ်ကိုပဲကြည်တာမို့နောက်အာရှရဲ့ view မြောက် logistic ကိုထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်နိုင်တဲ့တခုတဲတော့ super power ဖြစ်လာခဲ့ပါတယ်ဈေးတိုက်ပွဲပြီးကြတဲ့ကအမေရိကန်ကနောက်အာရှကိုစစ်အင်အားလုံခြုံရေးအာမခံချက်ဒေါ်လာနဲ့ရေးယူပိတ်ဆို့မှုတွေသုံးပြီးမင်းမှုခဲ့တာဒါပေမဲ့အခုချိန်မှာတော့ဒေသတွင်းနိုင်ငံတွေကအမေရိကန်ရဲ့လုံခြုံရေးအာမခံချက်ကိုတန်တရာဝင်လာကြလို့ဒေါ်လာစားတရုတ်ရွမ်ငွေကိုပြောင်းလဲသုံးပြုလာခဲ့တာအမေရိကန်ဩဇာကတိတိတာတာကိုကြာဆင်းလာဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကတရုတ်ရဲ့လွှမ်းမိုးမှုပုံစံစီးခေတ်တုန်းကဆိုဗီယက်နဲ့လုံးဝကိုမတူဆိုဗီယက်ကစစ်အင်အားနဲ့ကွန်မြူနစ်ယူဝါဒတွေကိုအတင်းရိုက်တွင်းတယ်တရုတ်ကတော့ကမ္ဘာဈေးကွက်ထောက်ပံ့ရေးကွင်းဆက်တွေနဲ့စွမ်းရည်တွေကိုပညာသားပါသိမ်းတွင်းတာနောက်အခြားနိုင်ငံတွေကတရုတ်ကိုကြိုးကဲရှယ်လေသူလို့မမြင်ဘဲနဲ့စီးပွားရေးရလုံခြုံရေးရမှာမျှချီညှိပေးနိုင်မဲ့မိတ်ဆွေကြီးအဖြစ်ကိုမြင်လာနေကြတာဒါအပြင်အမေရိကန်ရဲ့တစ်ဖက်သက်လွှမ်းမိုးမှုကိုဖြိုချဖို့လေရုရှားကမှတရုတ်နဲ့ပူးပေါင်းလာတဲ့အခါမှာအင်အားကနှစ်ဆကိုဖြစ်သွားတာဒီကနေ့အကြောင်းအရာနဲ့ပတ်သက်ပြီးညီကုန်းချုပ်ရရင်ပါကစ္စတန်ရဲ့ဂျာဝင်စစ်ဆေးမှုနောက်ွယ်မှာတရုတ်ကပံ့ပိုးပေးနေတဲ့ဒီအရွေးကနောက်အာရှရဲ့ဗြိတိန်နိုင်ငံရဲ့ဖွဲ့စည်းပုံတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်ပါအခုဆွေးနွေးနေတဲ့အစ္စလာမာဘတ်ဘောတူညီချက်ဟာလည်းအပြည့်အဝအောင်မြင်တာပဲဖြစ်စီမအောင်မြင်တာပဲဖြစ်စေဒါတရုတ်နဲ့ရုရှားဦးဆောင်တဲ့ဘတ်စုံအင်အားချိန်ခွင်စားတစ်ကတော့ပေါ်လာနေပြီပဲဖြစ်ပါတယ်ဒီဘောတူညီချက်ကြီးတာအောင်မြင်သွားခဲ့ရင်တရုတ်ကနောက်အာရှရဲ့ရေရှည်ပြည်ဝေးစီးပွားရေးဗိုလ်ချက်ဖြစ်လာမယ်ပါကစ္စတန်ဟာလည်းကမ္ဘာသံတမန်ရေးနယ်ပန်းပွင့်လာပြီးစွမ်းရည်လုံခြုံမှုရရှိပါလိမ့်မယ်ပါကစ္စတန်အနေနဲ့တရုတ်ရဲ့ကမ္ဘာနိုင်ငံရေးကစားကွက်ကြီးထဲမှာရှေ့တန်းကနေပညာသားပါကစားပေးနေတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်